တိန်3500အဆောက်တစ်ခုကတနည်းငယ်3ကြာရဲ့အခါမှာတိန်9600လောက်ကြီးဖြစ်သွားတယ်။ဘာကြီးဖြစ်သွားရလဲဘယ်လိုတွေကွာဝါရလဲသိချင်တယ်ဆိုရင်ဒီဗီဒီယိုလေးကိုကောင်းအောင်ကြည့်ဖို့တိုက်တွန်းနေပါတယ်ခင်ဗျာ။ဒီအိမ်လေးကတော့ကျွန်တော်တို့ပေ40ပေ60ပေါ်မှာဒီကောက်မဲ့3/6ပေ5/ကပေပေါ့နော်။နှစ်ထပ်ခွဲအဆောက်အဦလေးပေါ့။သူက classic structure လေးပေါ့နော်။ဒီလိုမျိုးလေးပေါ့။ဒီဂိုင်းလေးကလိုလေးရှိတယ်။အဲ့ဒါလေးကကျွန်တော်တို့ပြီးခဲ့တဲ့နှစ်2025 February မှာအာခီရောဆွာချာရောဈေးတွေအကုန်လုံးတွက်ပြီးတော့ပြီးခဲ့တဲ့နှစ် February မှာဈေးတွက်လိုက်တာကတိမ်ပေါင်း3500လောက်ကျထားတယ်3530ဆိုတော့အကျန်းငယ်ပေါ့နော်အကျန်းငယ်တိမ်3530လောက်ကျထားတယ်ဒါပေမဲ့အဲ့အချိန်မှာငက်ကပိုင်းမှာဖြစ်တော့မကြဘူးကျွန်တော်တို့ဒီပြင်ဆင်နေတဲ့ကာကမှာပဲငကင်တွေပိုင်းလောက်တယ်ကိစ္စကြီးတော်တော်များဖြစ်သွားကြတယ်ပေါ့နော်မန္တလေးမှာအဲ့ဒါနေပြီးတော့ဂျားထဲမှာအကြောင်းကြောင့်ကျွန်တော်တို့ banking ဖြစ်နေတာလေးကအခုချိန်မှာကျွန်တော်တို့လေးပြန်တွက်လိုက်တဲ့အခါမှာကျတော့တိမ်9600လောက်ဖြစ်သွားတယ်ဆိုတော့ဘာကြီးကွာဝါရလဲဆိုရင်ကျွန်တော်တို့အဲ့တုန်းကဘီလက်မြေလေးဆိုရင်ကျွန်တော်တို့19000ပဲရှိတယ်အခုလဲ19000တိတ်မကွာဘူးပေါ့နော်ဒါပေမဲ့တဲကြီးအဲ့ဒီတုန်းကတဲကချင်းလေးက4000လောက်ပဲရှိတာငယ်အခု9000ဝဲဆိုတော့နှစ်ဆနီးပါးဖြစ်သွားပြီပေါ့နော်တဲချင်းတဲခေးပြီးတော့69ကြောက်ကြီးဆိုရင်လည်းအဲ့ကောင်ကမှ8000လောက်ပဲရှိတာအခု33000လောက်ဖြစ်သွားတယ်ခေးကဆိုတော့ကျတော့ခေးတွေကနံပါတ်1ခပြီးတော့ကွာခြားမှုတွေဖြစ်သွားတယ်နောက်ပြီးတော့ပယံကြောက်ရဲ့လောကပေါ့နော်ပယံကြောက်ရဲ့လောကအဲ့ကောင်ကမှပယံကြောက်ရဲ့လောက19000ပဲရှိတာအခု3000ဖြစ်သွားတယ်ဟောလောကကကျွန်တော်နှစ်ခါနီးပါးကတ်သွားပြီပြောရမယ်ပေါ့နော်ဆိုတော့ဒီအိမ်ကိုပဲပစ္စည်းကြီးကိုထားလိုက်အောင်ကျွန်တော်လေးပါကတီးတန့်ကအဲ့ဒီကောင်ကမှတိန်း890ကျော်ပဲကြာရတာနေအခုတိန်း1590လောက်ဖြစ်သွားပြီဆိုတော့800နဲ့1500 1600ကျော်နှစ်ခါနီးပါးကိုဂုံအောင်ကွာခြားသွားတာဖြစ်ပါတယ်ဂျားထဲမှာအချိန်အဖြစ်ငနစ်ကျော်ကျော်လောက်ပဲကြာတာပေါ့နော်ဆိုတော့ကြတော့ကျွန်တော်တို့ဘာကြီးကွာဝါရလဲပြောရရင်ကြဟာဆိုရင်နောက်တစ်ခေတ်ကျွန်တော်တို့ရဲ့ MNBC 2025ဆိုရဲကုတ်အတစ်နဲ့ကောင်မှာပြောင်းပြီးတော့မတွက်ရသေးဘူးအဲ့ဒီ2025မတိုင်ခင်ငွေမတိုင်ခင် February တုန်းကဆွတ်ချအကိုင်းကိုပဲကျွန်တော်တို့ update လေးပဲလုပ်လိုက်တာဘာမှမပြောင်းဘူးတွက်ချက်မှုတွေဘာမှမပြောင်းဘူးအရေးကွက်တွေဘာမှမကွာဝါဘူးလေးပဲ update လုပ်လိုက်တာကောင်မှပဲအဲ့ဒီတုန်းကတိန်း3530လောက်ကြာရဲ့အဆောက်အဦကအခုတိန်း9600လောက်ကြာပါတယ်အကောက်ကြီးကွာသွားပါတယ်ဆိုတော့မိတ်ဆွေတို့မြင်ငယ်အိမ်ကောက်မယ်ဆိုရင်ကျွန်တော်အကြံပေးရှင်ကငွေမပြည့်သေးလို့ငွေမငိုင်သေးလို့ဆိုပြီးတော့မဆောင်ပါနဲ့အကြာကြီးမဆောင်နဲ့ပေါ့နော်ကျွန်တော်တို့လက်ရှိဈေးနှုန်းတွေကကျသွားခဲ့မယ်လို့ဘယ်လိုမှမျှော်လင့်လို့မရပါဘူးလက်ရှိအခြေအနေမှာနံပါတ်1အကျန်းငယ်ကိုခိုင်ခိုင်ခန့်ခန့်ဖြစ်အောင်ဆောက်ပါအကျန်းငယ်ကိုပြောရရင်ကျွန်တော်အကြံပေးရရင်အကျန်းငယ်မှာခိုင်ခိုင်ခန့်ခန့်ဖြစ်ခိုင်းရင်အချောငယ်မှာငိုင်တကောက်ခက်အကျန်းငယ်ကိုလုံးဝဝိတ်မလျှော့ပါနဲ့အကျန်းငယ်မှာငိုင်တကောက်ကြီးနဲ့ပြီးအောင်ခောက်တာအချောငယ်မှာငေါက်ခက်ပတ်စံဆုပ်ပြီးတော့ခက်ဖြစ်ဒါမျိုးရတာရင်မိတ်ဆွေကိုကုန်ကြားကြီးကိုတက်တာပြီးတော့ငေါင်းတစ်ချိန်မှာဈေးတက်သွားမယ်ဈေးအရန်ကြီးသွားမယ်ခံအောင်မခံရမှာဖြစ်ပါတယ်အခုဆိုရင်တစ်နှစ်ကျော်အတွင်းမှာတိန်း3000ဝန်းကျင်အောင်ဟသွားတဲ့ဂန်ကြီးကအရန်ဆိုးပါတယ်ဆိုတော့ငွေကြေးဖောင်းဖွားမှုတွေပါကြီးဆိုတာခက်ကိုပစ္စည်းခင်းငုံနေလို့အားခခင်းငုံနေရကအများကြီးတက်လာတာဖြစ်ပါတယ်ဆိုတော့ကြတော့ဒီချိန်ညမှဆောက်မယ်ဆိုရင်ပြီးခဲ့နှစ်တုန်းကဆောက်မဲ့အိမ်တစ်လုံးက3900ကောင်းနဲ့ပြီးသွားမယ်ဟာကအခုဆိုရင်ကျွန်တော်တို့1000 2000 3000ဝန်းကျင်ရောက်ကောင်းရောက်သွားနိုင်ပါတယ်3500 4000ကောင်းနဲ့အကျန်းငယ်ရတဲ့အကောကအခုဆိုရင်6000နီးပါးဖြစ်နေပါပြီဆိုတော့ကြတော့ကျွန်တော်တို့ကွာခြားချက်တွေလို့ရှိပါတယ်ခင်ဗျာနောက်ခက်လည်းကျွန်တော်တို့ရှေ့ကောင်ကတွက်ချက်ထားတဲ့ဟာကြီးအခု update လေးနဲ့ဆိုရင်ဘယ်တော့ဖြစ်မလဲဆိုတာကြီးလုပ်ပေးဖို့ရှိပါတယ်မိတ်ဆွေတို့အိမ်ဘဲအကျယ်ဝန်းမှာဘေးကြီးဘလို့ကွာဝါခဲ့ဆိုတာသိချင် comment မှာမှန်းခဲ့လို့ရပါတယ်နောက်ပြီးတော့တက်ခက်ခဲပြောရရင်ကျွန်တော်တို့ကိုဈေးတွေကမေးကြရပေါ့နော်ဈေးကမေးတဲ့အချိန်မှာငက်ခဲ30ဆိုဘယ်တော့ကြမလဲ30 40ဆိုဘယ်တော့ကြမလဲလို့မေးခဲ့ဆိုရင်ကျွန်တော်က comment မှာချက်ချင်းinstant ချက်ချင်းပြန်ဖြေလို့မရပါဘူးကျွန်တော်ဒါမေးတဲ့လူတွေကိုကျွန်တော် message ရနေလမ်းပြီးတော့မေးတယ်ဘယ်မျိုးငယ်မှာစောင့်ပါလဲပေကျဲဘယ်တော့ရှိရလဲဒါမှမဟုတ်ဘေးမှာအဆောက်အဦရှိသေးလားဒါကြီးမေးရပေါ့နော်ဒါကြီးမေးခြင်းအားဖြင့်သူကဒီမျိုးငယ်ရဲ့မြေအကျယ်ဝန်းပေါ်မှာခောက်ရမယ်ဟာမြေအကျယ်ဝန်းအကျဉ်းကျယ်ပေါ်မူပြီးတော့အဆောက်အဦအတိုင်းကတူတူပဲကောင်မှဈေးငုံကွာနိုင်ပါတယ်
ပြီးရင်အကောက်ဦးကိုင်းကလည်းတူတယ်မြေအကျယ်လည်းတူတယ်ဆိုတော့မှဒီခောက်မဲ့မြို့ငယ်မတူဘူးဆိုရင်မြေသားခံနိုင်ရင်မတူတာဖြစ်ခဲ့တဲ့ foundation တွေကွာနိုင်ပါတယ်နောက်ပြီးတော့ဒီ foundation guide ကြီးရတယ်ဆောက်ကပြောရဲအပေါ်မှာအခန်းကြီးဘယ်လောက်ပါမလဲဆိုတဲ့ပုံမှုကြည့်ပြီးတော့ပို့ခဲ့ရတာရော့ခဲ့ရတာလည်းရှိနိုင်ပါတယ်ဆိုတဲ့အတွက်ကုန်ကြဂိတ်ကိုမေးမယ်ဆိုရင်အရင်ဆုံးကျွန်တော်တို့ဘယ်မျိုးငယ်မှာရှောက်မှာလဲဘေးမှာအိမ်ဘယ်လောက်ရှိရလဲဘေးအိမ်ကြီးကက်ရက်ကြီးရှိနေတကားငါမခက်ဝေးဝေးမှာရှိနေတကားမြေခွက်အကျယ်ဘယ်လောက်ပေါ်မှာပေအကျယ်အိမ်ရဲ့ပေအကျယ်ဘယ်လောက်ရှောက်မှာလဲဆိုတာကြီးမေးရင်တော့ပို့ပြီးတော့ပြည့်စုံနိုင်ပါတယ်ခင်ဗျာဒါပေမဲ့ပြဿနာမရှိပါဘူးကျွန်တော်တို့လာပြီးတော့မေးချင်တယ်ဆိုရင်ဘာမှမသိခဲ့အိမ်ဆောက်ရှင်နေဆိုတာနေခလိုက်ပါကျွန်တော်အကုန်လုံးဆက်ပြီးတော့သိအောင်ဖြေချပေးပါပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ်